ချင်းရင်းမြစ်အထက်ပိုင်းမြူတွေဆိုင်နေတဲ့တောနဲ့ကြီးတွေထဲမှာရွာသားတွေဒီနေ့အထိကြောက်လန့်တကြားပြောဆိုနေကြတဲ့စကားတစ်ခွန်းရှိပါတယ်။အဲ့ဒါကတော့ညဘက်အပြစ်မထွက်နဲ့တမန်းကြားတွေလှည့်နေတတ်တယ်တဲ့။ဒါဟာကလေးချော့ယုံပြောတဲ့ပုံမြင်တစ်ပုဒ်လား။ဒါမှမဟုတ်မြမသမိုင်းရဲ့မှတ်တမ်းမတင်နိုင်ခဲ့တဲ့လူမျိုးစုတစုရဲ့အမှန်တရားလား။မြမပါဇက်ရာဇဝင်မှာတမန်းဆိုတာလူကနေကြားအဖြစ်ပြောင်းလဲနိုင်တဲ့တကိုးရှင်တရားဝါတွေပါ။သူတို့ဟာတာမန်လူတွေလိုပဲရွာထဲမှာနေထိုင်နေလေလုတ်တယ်အိမ်အောင်ပြုကြတယ်ဒါပေမဲ့နေဝင်ချိန်မှာဒါမှမဟုတ်အရေးကြုံလာတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်ဟာအမွေးအမြင်တွေဖုံးလွှမ်းလာပြီးကြားတကောင်ဖြစ်ပြောင်းလဲသွားတတ်ကြပါတယ်ဒဏ္ဍာရီတွေအရတမန်းကြားဖြစ်ရတဲ့အကြောင်းရင်း၃မျိုးရှိတယ်လို့ဆိုကြပါတယ်ပထမတစ်ခုကတော့တမန်းကြားမျိုးရိုးကြောင့်မျိုးရိုးဗီဇကဆင်းသက်လာပြီးတမန်းကြားဖြစ်လာတာဒုတိယတစ်ခုကတော့ကြားပြောင်းကာထာတွေကိုရွတ်ဖက်ပြီးသတ်မှတ်ထားတဲ့တစ်ပင်ဒါမှမဟုတ်အဝတ်အစားကိုကြော်ဖြတ်ရာကနေကြားအဖြစ်ပြောင်းလဲသွားတာတတိယတစ်ခုကတော့တောဆောင်နဲ့ဒါမှမဟုတ်ပုဂ္ဂိုလ်ထုတွေရဲ့အညိုးကြောင့်ကြားဘဝကိုပြောင်းလဲသွားရတာပုံမြင်တစ်ခုမှာဆိုရင်တမန်းကြားလင်မယားဟာအမဲလိုက်ဖို့ကြားအဖြစ်ပြောင်းကြတဲ့အခါအင်းချထားတဲ့အဝတ်ကိုတယောက်ကစောင့်ကြည့်ပေးရပါတယ်အကယ်၍အဲ့ဒီအဝတ်ကိုတယောက်ကယူသွားခဲ့ရင်ဒါမှမဟုတ်မီးရှို့လိုက်ရင်အဲ့ဒီလူဟာလူပြန်မဖြစ်တော့ပဲကြားဘဝနဲ့ပဲတောထဲမှာပျောက်ကွယ်သွားရတယ်လို့ဆိုကြပါတယ်။ဒါဟာကျွန်ုပ်တို့ငယ်ငယ်ကကြားဘူးခဲ့တဲ့ကြောက်မဲ့ဖွယ်ရာပုံမြင်တွေပေါ့။ကဲအခုဒဏ္ဍာရီတွေကိုခဏဖယ်ထားပြီးသမိုင်းအထောက်အထားတွေကိုကြည့်လိုက်ကြရအောင်။မြန်မာနိုင်ငံအထက်ပိုင်းစကိုင်းတိုင်းဟုံမလင်းမြို့နယ်အထက်ဘက်မှာတမန်းဆိုတဲ့လူမျိုးစုတစုအမှန်တကယ်ရှိခဲ့ပါတယ်။ယနေ့တိုင်လည်းသူတို့ရဲ့မျိုးနွယ်စုဝင်တွေရှိနေသေးပါ19ရာစုနှောင်းပိုင်းနဲ့20ရာစုအစောပိုင်းကကြီးတိရှအရာရှိတွေဖြစ်တဲ့အုပ်ချုပ်ရေးမှုတွေရဲ့မှတ်တမ်းတွေမှာတော့တမန်လူမျိုးစုတွေရဲ့အကြောင်းကိုထည့်သွင်းရေးသားခဲ့ကြပါတယ်။သူတို့ဟာကိုယ်ပိုင်ဘာသာစကားကိုယ်ပိုင်ယဉ်ကျေးမှုရှိကြတယ်။တမန်လူမျိုးတွေဟာရှေးရခင်ကကြားကိုကိုးကွယ်ကြသူတွေလည်းဖြစ်နိုင်ပါတယ်။သူတို့ရဲ့ဝတ်စားဆင်ရင်မှုနဲ့စင်းမင်ကြောင်တွေမှာတော့ကြားပုံစံတွေကိုအလေးထားအသုံးပြုကြတာကြောင့်ပတ်ဝန်းကျင်မျိုးနွယ်စုတွေကသူတို့ကိုကြားလူမျိုးဒါမှမဟုတ်တမန်ကြားလို့သတ်မှတ်ခဲ့ကြတာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်တမန်ကြားဆိုတာဟာတကယ်တော့တမန်လူမျိုးတွေကိုခေါ်ဝေါ်တဲ့အမည်နာမတစ်ခုဖြစ်နိုင်တယ်လို့တွေးမိပါတယ်။သူတို့ရဲ့ထိုးကြတဲ့ဓလေ့တွေတောတောင်ကျွမ်းကျင်မှုတွေနဲ့တီးခြားနေထိုင်တတ်တဲ့သဘာဝတွေကြောင့်တခြားသူတွေကသူတို့ကိုကြောက်လန့်ပြီးတကိုးရှင်တွေဖြစ်ပုံဖော်ခဲ့ကြတာဖြစ်နိုင်ပါတယ်။သိပ္ပံပညာရှင်တွေနဲ့မနုဿဗေဒပညာရှင်တွေကတော့ဒီဖြစ်ရပ်ကို clinical lycanthropy လို့ခေါ်တဲ့စိတ်ယောဂတစ်မျိုးနဲ့ဆက်ပြကြပါတယ်။ဒါဟာလူတစ်ယောက်ကမိမိကိုယ်ကိုတရိษံဝင်ပလွေဒါမှမဟုတ်ကြားအဖြစ်အသွင်ပြောင်းသွားပြီလို့ထင်ယောင်ထင်မှားဖြစ်တတ်တဲ့စိတ်ဝေဒနာပါ။ဒါ့အပြင်အရှိတောင်အာရှရဲ့ထူထပ်တဲ့တောနယ်ကြီးတွေထဲမှာကြားအန်ဒီရဲ့ဟာအမှန်တကယ်ရှိခဲ့ပါတယ်။လူသားစားကြားတွေရဲ့ရန်ကိုကြောက်ရွံ့လွန်းတဲ့အခါလူတွေဟာအဲ့ဒီကြောက်စိတ်ကိုပုံဖော်ဖို့အတွက်လူတွေကလူတစ်ယောက်ကကြားဖြစ်သွားတာဆိုတဲ့အယူအဆကိုဖန်တီးခဲ့ကြတာဖြစ်နိုင်ပါတယ်။ဒါဟာလူမှုဗေဒအရာကြောက်ရွံ့မှုကိုပုံဖော်ခြင်း personification of fear လို့ခေါ်ပါတယ်။သမန်းကြားတွေဟာတကယ်ရှိခဲ့တာလား။အဖြေကတော့ခက်ဝါးဝါးပါပဲ။အကယ်၍သင်ဟာသမိုင်းပညာရှင်ဆိုရင်တော့တမန်းဆိုတဲ့လူမျိုးစုဟာအဖြေဖြစ်ပါလိမ့်မယ်။အကယ်၍သင်ဟာသိပ္ပံပညာရှင်ဆိုရင်တော့ဒါဟာလူသားတွေရဲ့စိတ်ကူးယဉ်မှုနဲ့ကြောက်စိတ်ရဲ့ပြကွက်တစ်ခုပါ။ဒါပေမဲ့သင်ဟာချင်းတွင်းမြစ်အထက်ပိုင်းကတောနက်ကြီးတစ်ခုထဲမှာညဘက်လမ်းလျှောက်နေရင်သရွက်6တွေနင်းတန်ကြလို့လှည့်ကြည့်လိုက်တဲ့အခါတောက်ပနေတဲ့ကြားမျက်လုံးတစ်စုံကိုလူတစ်ယောက်ရဲ့မျက်နှာပေါ်မှာမြင်လိုက်ရရင်တော့သိပ္ပံနဲ့သမိုင်းဆိုတာတွေဟာသင်အတွက်အရေးကြီးတော့မှာမဟုတ်ပါဘူးမြမမြေမှာတမန်းကြားဆိုတာဒဏ္ဍာရီတွေကတရဝါဖြစ်စေတကယ်ရှိခဲ့တဲ့လူမျိုးစုဖြစ်စေသူတို့ဟာကျွန်ုပ်တို့ရဲ့ယဉ်ကျေးမှုနဲ့စိတ်ကူးစိတ်တမ်းတွေကြားထဲမှာတော့ထာဝရရှင်သန်နေအောင်ပါအခုလိုမျိုး
လူသိမ့်မသိသေးတဲ့ဒန္နာအီလာအကြောင်းအရာတွေနဲ့သမိုင်းနောက်ခံဇာတ်လမ်းတွေကိုကြည့်ရှုနားဆင်ကြနေဆိုရင်တော့ဒီ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်